မင်္ဂလာညာချမ်းပါလို့စိတ်ကန်းရေဒီယိုလေးကနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာဒန္တာကြီးဆိုသည့်စကားကိုကျွန်တော်အလွန်ကြိုက်သည်ယုံကြည်ရသည်လည်းမဟုတ်မယုံကြည်ရသည်လည်းမဟုတ်ခုပြောခဏနေပျောက်သွားတာမျိုးလည်းမဟုတ်တိကျခိုင်မာသောဒုနှစ်ဒဲနှစ်တိဆောက်ထားသည့်တမိုင်းလားဆိုတော့လည်းမဟုတ်ပြန်တချို့ဆရာများကတော့ပုံမြင်စံနေမှုများနှင့်တကယ့်သမိုင်းအဖြစ်အပျက်များကိုရောထွေဖြစ်နေတတ်သည့်ဇက်သွားဇက်လာတို့ကိုမက်ဟုသုံးနှုံးတာဖတ်ရဘူးပါသည်ကျွန်တော်ဒီထိုနီလန်းတိုင်းသာစာရီကြပြတွေရေးချင်နေမိသည်တချို့ကသူ့ဟာတွေယုံနေပါနဲ့ကွာပုံမြင်နေပါဆိုတာမျိုးတချို့ကလည်းတကယ်ဖြစ်မဲ့ထင်တယ်နော်အတီတွေပြောနေသလိုမျိုးဆိုတာမျိုးမျိုးဆက်တစ်ခုမှတစ်ခုတို့နှုတ်ဖြင့်လက်ဆင့်ကမ်းခဲ့ကြပြီးနှစ်ပေါင်းရာထောင်တည်တံ့တည်ဆောင်နေရဆဲဖြစ်သည့်ကပင်ဒန္နာယီများ၏အစွမ်းတတ္တိဖြစ်ပါလိမ့်မည်ဂရိတို့ယောမာတို့၌ဒန္နာယီဖြစ်အဆန်းတွေကများမှများထရိုဂျန်စစ်ပွဲ၌အာခီလိ၏ခြေဖနှောင်းကိုမြားမှန်သည့်အခါပင်လေကန်းဆက်ကြွကြံရွာလေးမှကောင်လေးတစ်ယောက်ဘာမဆိုင်ညာမဆိုင်မျက်ရည်ဝဲခဲ့ရသည့်အထိဒန္နာယီများကကျွန်တော်ကိုဆွဲဆောင်နိုင်လွန်းသည်စိတ်ကန်းရေဒီယိုလေးသည်ထို့သို့ဖြင့်သာကြည်လင်ပြတ်သားလာရခြင်းဖြစ်ပါသည်အဖေကညီမလေးကိုတော်တော်ချစ်သည်မိသားစုပြိုကွဲမှုဒဏ်ကိုပခက်တွင်းသာလေးမှပင်ခံစားလိုက်ရသူမှုဖြစ်ပါလိမ့်မည်ဗမာဒန္နာယီလာမေဒါဝီကြောင်းရေးထားသောမေဒါဝီသချင်းသည်အဖေဤသမီးချော့တေးဖြစ်သည့်အပြင်တချင်းဆိုကောင်းသောအဖေအတန်နှင့်ကျွန်တော်စိတ်ကန်းရေဒီယိုတွင်နှစ်ပေါင်းများစွာပဲ့တင်နေခဲ့ဖူးပါသည်သားသမီးပေါ်ထားသည့်ချစ်ချင်းမြတ်တာအကြောင်းရေးဖွဲ့ကြသည့်အတီအခန့်သချင်းများကြားတွင်မြို့မာငင်းဤအထစ်အငေါ့များနှင့်မေဒါဝီသချင်းကိုကျွန်တော်ဘာလို့ကြိုက်မိသည်မသိဟိုးငယ်စဉ်ကပင်ညီမလေးလိုသမီးလေးတစ်ယောက်ရှိကျင်ခဲ့ဘူးသည်အဖေမှရှိသလိုမျိုးကျွန်တော်မှရှိရင်လည်းသိတ်ကောင်းမှာပဲဟုစိတ်ကူးရင်မှုသည်အထီအောင်ပင်ဖြစ်သည်ကျွန်တော်တို့ခေထူးအိမ်တင်တို့ဇော်ရင်းထွတ်တို့ဤသမီးလေးတွေကြားမေဒါဝီနှင့်ကျွန်တော်ကဒူးတင်ပေါင်းတင်ကျွန်တော်တချင်းသားတော်ရသည့်အရွယ်တွင်မှအဖေဆိုပြသည့်မေဒါဝီမှာအဆိုတော်သူ့မောင်ဤဗာရှင်းဖြစ်ကြောင်းမှုံရွှေဤဇက်ကားဤဇက်ဝင်တေးဖြစ်ပြီးဝင်းဦးကိုယ်တိုင်တီဆိုတရုတ်ဆောင်ခဲ့ကြောင်းစသဖြင့်သိရှိလာရသည်ဝင်းဦးဤပါစူးစူးထေတန်ငော့တန်နှင့်နားထောင်ပြသည့်အခါအဖေနှင့်သမီးကြားကြည်လင်လှသောစံကြောင်းလေးဖြတ်သွားသလိုကျွန်တော်ခံစားလာမိရသည်ဖြည်းဖြည်းငိမ့်ငိမ့်စီးစီးနေသောတခြားမိဘမြစ်တာသချင်းများခဲကားလိုမြင့်မိုတောင်တို့ဗိဗိတာရတို့ဘာကျေးစုညာကျေးစုဘုံမောလောပါဝင်နေသည့်မိဘမြစ်တာစံကြောင်းမျိုးတော့ဖြစ်မဟုတ်ကနန်းလေးတွေကလက်မတစ်ထောင်တောင်လူလာခောက်ပြန်ငားရောင်စုံလေးတွေကဟိုခုံဒီကူးကြရက်ရေလှိုင်းလေးတွေကလည်းစုကြည်ကျဲကြီးခရုကုံဂုံးလေးတွေကလည်းတောက်စူးစူးအယောင်များနဲ့တပုံတပင်စံကြောင်းလေးဘေးမှာအဖေရောသမီးရောရေမောမောဆူလိုက်ငေါက်လိုက်ရဲလိုက်မောလိုက်စင်နမောင်းမင်ကိုသုံးခွက်တစ်ခွက်တင်ကြိုတောက်ရင်စီးရွှင်နေဟေးလို့တချင်းထဲမှာဆေးနီးကိုကြက်ကြလက်ကြထိတ်ရိမ့်နိုင်သည်ကပင်မြို့မှငိမ့်တာဖြစ်ပါသည်မေဒါဝီရသေးလေးခမစီးသေးတောက်ပြီးရွှဲဆူအောင်ရှူပန်းပါတဲ့ပြီးတော့အဲ့ဒီကြောက်ခွက်တဲကရွှဲဆူကိုတမင်မာလေးတကောင်လာတော့တန်ဒေတစကိုဝင်ရလူဘိန်းမာလေးမွေးမေဒါဝီရသေးကတွေ့မွေးစားသူနဲ့ပတ်သက်တဲ့တမီမှန်မသိတောချောင်းနေရသေးလေးမှာလူမှုကိစ္စအတိအတတ်နဲစွာဖြင့်ဒီကလေးကိုလူလားမြတ်အောင်မွေးဖွားဖို့ရာလွယ်ကူလှသည်တော့မဟုတ်သို့တော်ချစ်ပါတဲ့သူသိချစ်သောသမီးလေးပါတဲ့ထိုတစ္ဆာစကားမှန်ခဲ့ပါလျင်သူ့လက်ညှိုးကနှုတ်ထွက်ပါစေသာတဲ့ဒါကမေဒါဝီရသေးဤပထမဆူတောင်းနှင့်အဋိဌံဖြစ်ပြီးဒုတိယဆူတောင်းကပိုး၍ပင်ပြုံးကျင်စရာချစ်စရာဖခင်တော့ကဆန်နေသေးသည်သမီးလေးနီတာရဲကိုကြည်ပြီးသူခမစိတ်ကူးရင်ရှာသည်မျက်ခုံးမျက်လုံးကလည်းသူ့အမေလိုလှမလှပြုံးရောင်ရောင်လေးနဲ့ကြာပစ်တာတို့ပဲများတာတို့မလုပ်ဘဲနဲ့တော့ဟိုဘက်ရွာဒီဘက်ရွာကကာလာသားတွေဂီတာတထောင်ထောင် Bluetooth box တွေတဒုံဒုံနဲ့နောက်ပိုးကြမှာသူရိပ်မိနေပါပြီတဲ့သူစိုးရိမ်နေပါပြီတဲ့အဲ့ဒီအခါဒုတိယဆုကိုသမီးလေးအတွက်တောင်းရပြန်ပါပြီပထမတစ်ခါဆုတောင်းလို့ပါဝါတွေအာနာတွေပြပြီးထွက်လိုက်စမ်းငတ်လက်ကချိုဟုမလုပ်ရဲတော့အိမ်အောင်မှုဖျားတီအရေးကြီးသည်ကိုစူးနှင့်ဖက်လို့ဥပမာတွေကလည်းရှိသည်ကိုအရှင်ကြီးများအရှင်ကောင်းများမဆာကြပါခမညာနတ်တကြားများစောင့်ရှောက်ကြပါခမညာဩဇာညောင်းတဲ့တမလောင်းလေးငွေရေးကြေးရေးစီးပွားရေးလေးကြံရီဖန်ရီကောင်းတဲ့တမလောင်းလေးတယောက်တော့ရှာပေးကြပါညွှန်ပေးကြပါခမညာဟုတဲ့လှူဘူးတန်မှုဘူးသမျှကုသိုလ်ကောင်းမှုကိုမျှဝေပါမယ်တဲ့ဘီယာလေးတပွန်ပွန်နဲ့စကားကြီးစကကြဲပေါင်းမြောက်များစွာနဲ့လက်ကြောချေကြောမတင်းသည့်ပလီပလာဖွဲ့ရနှွဲ့တတ်သောကြပြာဆရာတွေကတော့ကျောင်းသင်ခန်းအရေးကိုနင်းစေခြင်းပုံပင်မရမြို့မငိမ့်ဤပြင်စလက်အောက်မှာကျွန်တော်မေဒါဝီရသေးလေးဖြစ်သွားတာကြားလာပါပြီအလိုမင်းကလေးပါလားတနာစရာဟုသူ့တချင်းထဲကလို့ပြောပြလိုက်ပြီတ
သမီးလေးကိုခင်ဖုံးတက်ဝေးဟုနာမည်ပေးပြီရှမ်းခောက်ဆွဲစားခြင်းနဲ့ပဇွန်အစိမ့်တုပ်လေးစားခြင်းနဲ့ဆိုရင်လည်းမဖြစ်အောင်ဖြည့်ဆည်းပေးပြီမီစကားမပြီးသေးတော့လဲသူပြောသမျှကျွန်တော်ကိုချစ်တဲ့အကြောင်းသာဟုဘာသာပြန်ပြစ်လိုက်ပြီနေမကောင်းထိုင်မကောင်းလို့ချွဲနေငုံနေရင်လဲမိသားဝီနဲ့ရွှေကလေးကောက်ရသလိုတခြင်းများဆိုပြီးချော့သိပေးလိုက်မည်အရှင်ကြီးအရှင်ကောင်းများမဇာယံနှင့်နတ်တကြားများမဇာယံကိစ္စအတွက်တော့မြို့မှာငိမ့်ထက်မိသားဝီထက်ဝင်းဦးထက်ကျွန်တော်ကနည်းနည်းပိုခြင်းမိပါသည်ဩဇာညောင်းမှုတဲ့ကျွန်တော်သမီးလေးကိုကျွန်တော်တို့ချစ်တတ်ဖို့လဲလိုသေးသည်ကိုတန်းတင်ပါအလိုလူတန်ပဲလူပဲလူပဲဦးဝဲဦးဝဲငိုမင်းကလေးပါလားတနာစရာရေစပဲမြင်ကြတဲ့ကခင်မိတဲ့သူမွေးထိုင်လို့မွေးရတော့မယ်တငယ်မကုသိုလ်ငါကုသိုလ်မွေးထိုင်လို့မွေးရတော့မယ်တငယ်မကုသိုလ်ငါကုသိုလ်ငါသမီးမှန်တယ်ဆိုရင်လက်တိုးခြင်းကလည်းဆိုငါလက်ကထွက်လိုက်ဟာချူချူမေရာဝီလေရသိနေနေရရှာတကူစင်နမောင်းတပင်လုံးသုံးဝက်တစ်ခွက်တင်ကျူမေရာဝီလေရသိနေနေရရှာတကူစင်နမောင်းတပင်လုံးသုံးဝက်တစ်ခွက်တင်ကျူကြောက်ခွဲညူမှာရွှဲရွှဲဆူအောင်ရှူရှူပန်းငယ်လေးသမင်မတောက်လို့သရေပင်းမွေမွေအလူတန်ပဲလူပဲလူပဲဦးဝဲဦးဝဲငိုမင်းကလေးပါလားတနာစရာရေစဖဲမြင်ကြတဲ့ကခင်မိတဲ့လူမွေးတိုင်းလို့မွေးရတော့မင်းတငယ်မကုသိုလ်ငါကုသိုလ်မွေးတိုင်းလို့မွေးရတော့မင်းတငယ်မကုသိုလ်ငါကုသိုလ်ငါသမီးမှန်နေဆိုရင်လက်တိုးခြင်းကလည်းဆိုငါလက်ကထွက်လိုက်ဟာချူချူကလေးကပါဇက်ဖြစ်ငူသေးကထတ်တလဲစုရသေးကြီးကျူတီရွေးမို့ကလေးကပါဇက်ဖြစ်ငူသေးကထတ်တလဲစုရသေးကြီးကျူတီရွေးမို့အနီလဲလူမိုးရင်စိတ်တို့ဆဲတော့အာလူလူမမုံနဲ့သမီးရဲ့ဖေဖေကိုချစ်တဲ့ဆိုဖေဖေလေးကိုချစ်တဲ့ဆိုဘုံမုံနဲ့သမီးရဲ့ဖေဖေကိုချစ်တဲ့ဆိုဖေဖေလေးကိုချစ်တဲ့ဆိုကုံလိမ့်နဲ့ဖွာလန်တူဆန်ကြီးကလေးကတထွားတညူလောင်းလာပါလာမှအပေကအမြင်မတူဒကမတွေကျင်ညိုဆွနေကိုနေတလဟောပုံမူဖောဘောတီဗီကလေးကပါဇက်ဖြစ်ငူသေးကထတ်တလဲစုရသေးကြီးကျူတီရွေးမို့ကလေးကပါဇက်ဖြစ်ငူသေးကထတ်တလဲစုရသေးကြီးကျူတီရွေးမို့အနီလဲလူမိုးရင်စိတ်တို့ဆဲတော့အာလူလူမမုံနဲ့သမီးရဲ့ဖေဖေကိုချစ်တဲ့ဆိုဖေဖေလေးကိုချစ်တဲ့ဆိုဘုံမုံနဲ့သမီးရဲ့ဖေဖေကိုချစ်တဲ့ဆိုဖေဖေလေးကိုချစ်တဲ့ဆိုကုံလိမ့်နဲ့ဖွာလန်တူဆန်ကြီးကလေးကတထွားတညူလာလာပါလာမှအပေကအမြင်မတူဒကမတွေကျင်ညိုဆွနေကိုနေတလဟောပုံမူဖောဘောတီဗီမြိုင်မဲ့ဤပေကို